ကိုယ့်ရဲ့ page မှာ post တွေ video တွေကိုလည်းတင်ခဲ့မှုမယ်တင်ခဲ့မှုတဲ့ post တွေ video တွေမှာ like comment share တွေလည်းရဖို့မယ်ဒါမှမဟုတ်ကိုယ့်ရဲ့ page တွေကိုလည်းစာရေးလည်းပို့ကြမယ်စသဖြင့်ကိုယ့်ရဲ့ page မှာ action တစ်ခုခုကိုဆောင်ရွက်ဖို့သူတွေကို digital ရဖြစ်တော့ဆောင်ရွက်ခြင်းကို custom audience လို့ခေါ်ပါတယ်ဒါဆိုရင်အခုလိုဆိုသိထားတဲ့ custom audience တွေကိုကျွန်တော်တို့ကဘယ်လိုပြန်သုံးချမှာလဲဘာကြောင့်မလို့ဆိုသိရတာလဲကိုယ့်ရဲ့ post တွေကို like comment share တွေပေးမှုတဲ့ကိုယ့်ရဲ့ page ကိုလည်းစိတ်ဝင်စားမှုတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်ဒီလူတွေကိုပြန်လည်ဆိုသိလိုက်ပြီး custom audience ဖြစ်တတ်မှတ်ပြီးကိုယ့်ရဲ့ကြော်ညာကိုပြန်လည်ပြသပြီးတော့ retargeting လုပ်ချင်တဲ့အချိန်မှာဆောင်ရွက်ရတာဖြစ်ပါတယ် custom audience တွေကိုစုစည်းပြီးတော့ကိုယ့်ကြော်ညာတွေကိုတွားပြမယ်ဆိုလို့ရှိရင်ဘယ်လိုတွေအကျိုးကျေးဇူးရှိမလဲကိုယ့်ရဲ့လုပ်ငန်းမှာပစ္စည်းရဲ့အသစ်တွေရောက်မယ် service အသစ်တွေကိုထည့်ထုတ်တဲ့အချိန်တွေမှာနောက်တစ်ခုကတော့ promotion အစီအစဉ်တွေ discount အစီအစဉ်တွေပေးတဲ့အချိန်မှာဒါမှမဟုတ်ကိုယ့်ရဲ့ page နဲ့ test ဖြစ်ဖို့သူတွေကိုပဲပြန်လည်စုစည်းပြီးတော့ကိုယ့်ရဲ့ကြော်ညာကိုပြသပြီးတော့ရောင်းအားလုပ်မြင်တဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်တော့ဒီ custom audience ကိုအသုံးပြုရမှာဖြစ်ပါတယ်သူရဲ့အားသာချက်အနေနဲ့ကတော့ကိုယ့်ရဲ့လုပ်ငန်းကို test ဖြစ်ပို့ပြီးတော့တီဗီသားသူတွေကိုပြန်လည်ပြီးတော့ retarget လုပ်ရောင်းချတာဖြစ်တဲ့အတွက် sales လုပ်ရတာပို့ပြီးတော့လက်ကူမှာဖြစ်ပါတယ် Facebook က boosting တို့မှာ custom audience ကိုသုံးပြီးတော့ marketing မှာတော့ retargeting ပြန်လုပ်တယ်လို့သုံးလို့ရပါတယ် custom audience ကိုတတ်မှတ်ရွေးချယ်တဲ့နေရာမှာလည်းအားသာချက်တစ်ခုရှိပါသေးတယ်ဒါကတော့ကိုယ့်ရဲ့ page မှာရက်30အတွင်းရက်60အတွင်းရက်90အတွင်းတစ်နှစ်အတွင်းစသဖြင့်ဒီလိုတတ်မှတ်ကာလတွေကိုကိုယ်စိတ်ကြရွေးချယ်ပြီးတော့ကိုယ့်ရဲ့ page နဲ့ test ဖြစ်ပို့တဲ့သူတွေကိုပြန်လည်ကြော်ညာနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အများစု run နေကြတဲ့ follower တို့အောင်လုပ်မဲ့ campaign တွေ engagement လုပ်မဲ့ campaign တွေစာဝင်များပြီး sales တက်အောင်လုပ်နေကြဖြစ်တဲ့ messenger campaign တွေအပြင်မှာကိုယ့်လုပ်ငန်းကိုတည်ပြီးသားသူတွေကို retarget ပြန်လုပ်ပြီးတော့ရောင်းချမယ်ဆိုရင်လည်း sales တိုးနိုင်တဲ့နည်းတွေရှိပါတယ်ဒီနေရာမှာထပ်ပြီးတော့အတိပေးချင်တာရှိပါတယ် custom audience ကိုတိစောက်ပြီးတော့ run မယ်ဆိုလို့ရှိရင်တော့ဖုန်းနဲ့ဆောင်ရွက်လို့ရမှာမဟုတ်ပါဘူးဒါကြောင့်မလို့ computer နဲ့ voice tone သင်ခန်းစာလေးမှာလေ့လာပြီးလို့ရပါတယ်ကိုတိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်